ငါဒီတန့်ရှင်းတော်မူသောကြောင့်သင်တို့တွေလည်းတန့်ရှင်းခြင်းရှိကြလောဒီမနေ့ကချင်းအစီအစဉ်ထဲမှာဆရာပေါ်ဟောသွားရတယ်ပဲဒီကောင်းစီပဲထင်တယ်ဟုတ်လားဟုတ်တယ်ဘာသာမတူတော့စကားမတူတော့နည်းနည်းခွဲပြတယ်လို့ထင်တယ်ဒါပေမဲ့ခွဲပြရကြတော့တူချင်မှတူမယ်ဘုရားသခင်ကတယောက်ကိုခွဲပြတာတစ်မျိုးပေါ့လေနော်အဲဒါကြောင့်ကျွန်တော်တို့ဆက်လက်ပြီးတော့လုပ်ပါလို့ခံယူကြရအောင်အဲ့တော့ဘုရားသခင်ဟာသူမိမ့်မာတဲ့အချက်သူ့ရဲ့မိမ့်မာချက်ပေါ့ you must be holy because I'm holy ဆိုတာငါဒီတန်ရှင်းတဲ့ကေတို့တင်တို့ဒီတန်ရှင်းကြတော့အဲ့ဒီအဘိဓိဟာthe key strong word ဖြစ်တယ်အမှန်မှဘယ်လိုပြောမလဲပြတ်သားတဲ့စကားပြီးတော့မှတိကျတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ကျွန်တော်မတန်ရှင်းလေရပါတယ်ကိစ္စမရှိပါဘူးဘုရားသခင်တော့တန်ရှင်းတယ်သိပါတယ်ဒါပေမဲ့ကျွန်တော်တို့လူသားပဲတန်ရှင်းခြင်းမှတန်ရှင်းတယ်တချို့ကြတော့ဗာပြောလဲဆိုရင်ဘုရားသခင်စစ်သက်လာတာဟာတန်ရှင်းတဲ့လူတွေအတွက်မဟုတ်ပါဘူးဟုတ်လားမတန်ရှင်းတဲ့ညစ်ပတ်တဲ့လူတွေအတွက်ပေါ့လေအပြစ်သားတွေအတွက်ရှင်းတတ်တယ်ဟုတ်ပါလေဒါပေမဲ့အဲ့လိုပြောတတ်တဲ့အခါကျတော့ဟာကျွန်တော်တို့ကဘုရားသခင်ဤပြည်ကြီးကြီးရဖို့ရအတွက်မလားတနာကြီးခံရဖို့ရအတွက်မြန်မြန်ညစ်ပတ်ဖို့ရယူသိနေပေါ့ဟုတ်လားတို့အမျိုးမျိုးပြဿနာမျိုးမျိုးလုံးမှာပဲဘုရားသခင်ဤချစ်ချင်းမြတ်တာပူပြီးတော့ခံစားရမယ်ဆိုတော့ထင်ပြီးတော့အလွဲယူတတ်တယ်အဲကြောင့်ဒီမှာကျမ်းစာထဲမှာအလွဲယူကြတယ်တဲ့ဘုရားသခင်ကနှုတ်ပတ်တော်ဖြောင်းဖြောင်းပဲပြောတယ်အဲကြောင့်ဘုရားဘာဖြစ်လို့ဘုရားသခင်ဟာလောကီလူသားများကိုတန့်ရှင်းစေခြင်းလာလဲဆိုတော့သူကိုယ်တိုင်ဒီတန့်ရှင်းတဲ့အတွက်ကြောင့်သူ့ကိုယုံကြည်သောသူပေါင်းသူတွေတန့်ရှင်းရမည်။ဘာလို့တန့်ရှင်းရမလဲဆိုတော့ကျတော့တန့်ရှင်းတဲ့ဟာနဲ့မတန့်ရှင်းတဲ့ဟာပေါင်းလို့မရဘူးတဲ့။သခင်ယေရှုခရစ်တော်နဲ့ဘယ်လေလားဆိုရဲမလားနတ်ဖျားမလားပေါင်းလို့မရဘူးတဲ့အလင်းနဲ့အမောင်ပေါင်းလို့မရဘူးတဲ့ကြည်လားပြီးတော့မှဗာပြောတယ်ဖြောက်မှတ်ခြင်းတရားနဲ့မဖြောက်မှတ်တဲ့အရာဟုတ်လားအဲ့ဒါပေါင်းလို့မရဘူးဒါကြောင့်မလို့အိမ်တော်ပြုတ်ရင်တော်မှပါလဲယုံကြည်ခြင်းရှိတဲ့သူအတူတူပြုတ်ဖို့ရအတွက်ကိုရိန္သုဩဝါဒစာထဲမှာသိသိချာချာဖော်ပြတယ်အဲ့ဒီထဲမှာလူငယ်တွေကတော့သိမရှိဘူးနန်စီရောက်လာတဲ့ကျေးဇူးတင်တယ်ကျေးဇူးတော်ပဲဘာလို့လဲကျွန်တော်တို့ရှေ့ခီးစဉ်ထဲမှာအဲ့လိုလေးရောက်လာတယ်ကျေးဇူးတော်ပဲဒါဆိုတော့ကျွန်တော်ရွေချက်အများကြီးထားတဲ့အချိန်မှာဘာလို့ရမလဲဆိုရင်ဒါတတိယချာယုံကြည်ခြင်းမရှိတဲ့လူနဲ့ပါလဲအိမ်အောင်ပြုလို့မရဘူးဆိုတာကြတော့ကျွန်တော်ဒီခေတ်မှာတတိယချာနားလေဖို့လိုပါတယ်ဒါကြောင့် you must be holy ဘုရားသခင်ရဲ့မျက်မှောက်တော်မှာဆိုရင်ယုံကြည်သူကိုတန့်ရှင်းတယ်လို့ခေါ်တယ်မယုံကြည်တဲ့ခရစ်တော်ကိုမယုံတဲ့လူကိုမတန့်ရှင်းဖို့လို့တတ်မှတ်တယ်ပြီးတော့မတန့်ရှင်းတာမကဘူးခရစ်တော်ကိုမရတဲ့လူမယုံကြည်တဲ့လူကြတော့အမောင်ထဲမှာရှိတဲ့လူ in the darkness ပေါ့နော်ပြီးတော့ခရစ်တော်ကိုရရှိတဲ့လူကိုပါလဲအလင်းတဲ့နိုင်တော်တဲ့ပုဂ္ဂိုလ်အဲ့လိုမြင်တယ်ဒါကြောင့်လူတွေကအလင်းပေါ်မှာမသွားချင်ဘူးဘာကြောင့်လဲလူတကားအလင်းကိုမမြင်ရလားမြင်ရတယ်အလင်းနဲ့မြေလင်းနေတဲ့ညမှာမလားမြေထွန်းနေတဲ့ချိန်မှာကပြနေတဲ့အခါအကုန်လုံးမမြင်ရလားအဲ့ဒီတိုင်းပဲဒါပေမဲ့အမောင်ထဲမှာကပြလို့ရှိရင်မြင်လားမမြင်ဘူးအဲ့ဒါကြောင့်မလို့မတရားတဲ့အမှုစီးပွားရေးတွေလုပ်ရတဲ့လူတော်မှာဘာလို့ခေါ်လဲဆိုမောင်ခုတမလို့ခေါ်တယ်အမောင်ထုကိုပါလဲအကွယ်ကာယူပြီးတော့ဒုစရတဲ့လုပ်ငန်းမတရားတဲ့လုပ်ငန်းကိုမောက်ကိုလုပ်ငန်းလို့ခေါ်တာအဲ့ဒါဖျားကြိုက်ကြမဟုတ်ဘူးလို့ဘုရားခင်ဒီငါဒီဖြောက်မှတ်တကယ်လို့တင်တို့တွေပဲဖြောက်မှတ်ကြတယ်မလားငါဒီအလေးဖြစ်တကယ်လို့တင်တို့တွေပဲအလေးဖြစ်ကြမယ်အဲ့ဒါပြောတယ်ဒါကြောင့်အရေးကြီးတာဟာဒီအလေးဖြစ်လာဖို့ရအတွက်အကြီးကြီးဆုံးဟာစိတ်လုံးအကျွေးမဲ့ဘုရားသခင်ကိုယုံကြည်ဖို့အရေးကြီးတယ်
စိတ်နှလုံးအကျွမ်းမဲ့ယုံကြည်တဲ့ဆိုတဲ့အသိပဲဟာစိတ်နှလုံးအကျွမ်းမဲ့ယုံကြည်နိုင်ဖို့ရာအတွက်နာဝိညာဉ်ဖရာနဲ့လူသားများရဲ့လူဝိညာဉ်နဲ့ဆက်သွယ်မှုရရအဲ့ဒီအတွက်ဖရာခင်ဟာယေရှုပြတော့ဘာလို့လဲဆိုရင်ဝိညာဉ်ပါရှိတဲ့လူသားအဖြစ်ဖန်ဆင်းခြင်းဖြစ်တယ်ဒါကြောင့်ဖရာရဲ့ဝိညာဉ်နဲ့လူဝိညာဉ်ဆက်သွယ်နေဖရာဝိညာဉ်တွေလူဝိညာဉ်ကိုညွှန်ကြားတယ်လူဝိညာဉ်တွေလူစိတ်ကိုညွှန်ကြားတယ်လူဝိညာဉ်ညွှန်ကြားတဲ့အတိုင်းလူစိတ်တွေပါလားစဉ်းစားဆင်ခြင်တယ်အဲ့ဒီခါကျတော့မှဆင်ခြင်တုံတရားရှိတဲ့အတိုင်းပါလားစိတ်ရဲ့စေစားရာတို့ခန္ဓာကိုယ်ကြီးပါလားမလွဲမသွေလိုက်ပါနေရတယ်ဟုတ်တယ်မလားတမိဆိုင်စာရေးတဲ့ခါမှာလူရေးတတ်တယ်လေအဲဒါကြောင့်စိတ်ရဲ့စေစားရာတို့ခန္ဓာကိုယ်လိုက်ပါနေရတယ်အေးအဲ့ဒီတိုင်းဒါကြောင့်အရေးကြီးဆုံးဟာဝိညာဉ်ဖြစ်တယ်ဝိညာဉ်ကနေပြီးတော့စိတ်ကို control လုပ်တယ်စိတ်ကနေပြီးတော့ခန္ဓာကိုယ် control လုပ်တဲ့အတွက်ကြောင့်ငါဒီနှုတ်ကပတ်တော်အနေနဲ့မကောင်းတဲ့အမှုအရာမလုပ်တဲ့အကြောင်းဟုတ်လားပြောတာသိပါလေဒါပေမဲ့မထိနိုင်ဘူးတဲ့ဟုတ်တယ်မလားပါသွားတာပဲဘာလို့စင်စားရမနဲ့တွေးဆောင်ချက်ကိုပါသွားတယ်ဘာကြောင့်ပါသွားလဲဆိုတော့အတိတ်တွေဟာခန္ဓာကိုယ်ကြောင့်ဒါမဟုတ်ဘူးခန္ဓာကိုယ်ကတော့တွေးဆောင်ပါပဲဒါပေမဲ့စိတ်မပါသွားလို့ရှိရင်သွားမလို့ဘူးစိတ်ပါကြောင့်မပါရလဲဆိုဝိညာဉ်ကနေတို့ထိန်းချုပ်လို့မလားဖခင်ရဲ့စကားအတိုင်းဝိညာဉ်ကနေတို့ဖခင်ဝိညာဉ်နဲ့ဆက်သွယ်ထားတဲ့အခါဖခင်ရဲ့အလိုတော်မဟုတ်ဘူးဆိုတဲ့အခါကျတော့ဟာအဲ့ဒီလူဝိညာဉ်လည်းပဲလူစိတ်ကိုအဲ့ဒါမကောင်းဘူးဒါအဆိုးဖြစ်တယ်ဒါတော့အကောင်းဖြစ်တယ်ဆိုပြီးတော့ဝေခွဲပိုင်းခြားနေတဲ့ဉာဏ်အဲ့မှာပေါ်လာတာဒါကြောင့်အဲ့ဒီဟာကိုတန်ရှင်းကြတော့ you must be holy because I'm holy ဆိုပြီးတော့ဖရာသခင်ဟာမိန့်မာထားတဲ့အရာကိုလူတွေကလူနာနေတယ်ဆိုရှင်ကိုယ့်အကို holy ဖြစ်အောင်တန်ရှင်းအောင်လုပ်လို့ရအောင်တန်ရှင်းအောင်လုပ်တဲ့အရာကို theological words နဲ့ဘယ်လိုပြောလဲဆို sanctification လို့ခေါ်တယ် sanctification is the work of the Holy Spirit ဖြစ်တယ်တန်ရှင်းတော့ဝိညာဉ်တော်လုံးမပဲဒီလူဒီတန်ရှင်းရတာဘုရားမိမိရဲ့အစွမ်းစားနဲ့လုပ်လို့မရဘူးအဲဒါကြောင့်ဖခင်ကလူကိုတန်ရှင်းစေခြင်းတဲ့အတွက်ကြောင့်လို့သူဒီအမောင်မိုက်ထဲမှာမနေစေခြင်းတဲ့အတွက်ကြောင့်သူယူကောက်တယ်တစ်တဲ့အခန်းကြီးနဲ့အနေကိုကန်ပရိုစေကိုဖတ်ကြအောင်ရေးထားတယ်အမှအတူတူဖတ်ကြအောင်တင်တော့မူကမောင်မိုက်ထဲမှာအံ့ပေါ်တော့အလင်းတို့ပေါ်သွေးတော်တော့သူ၏ဂုံကျေးဇူးတော်ကိုပေါ်ပြစေခြင်းမှာဝိကျေတော်မူသောအမျိုးဖြစ်ကြ၏မင်းစည်းရင်ရှိသောယေပရောဟိတ်မျိုးတန်ရှင်းသောလူမျိုးပိုင်းထက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏အထက်ကအပေါင်းအသင်းမဟုတ်ယခုတွင်ဘုရားသခင်၏အပေါင်းအသင်းဖြစ်ကြ၏ယူနာကျေးဇူးတော်ကိုအထက်ကမခံရတော့လေယခုတွင်ခံရကြ၏ဘာကြောင့်ဘုရားသခင်ဟာသူလူသားကိုတန်ရှင်းစေခြင်းတဲ့အတွက်ကြောင့်သူကိုယ်တိုင်ဘာလို့လဲရွေးကောက်တယ်တဲ့ခေါ်ယူတယ်ရွေးကောက်တယ်ဘယ်လိုရွေးကောက်လဲဆိုရင်လူသားအားလုံးဒီအထက်ကပြောတာအရင်ကလေးကယခင်တုန်းကခမည်းတော်တွေလူသားမဟုတ်ဘူးကျေးဇူးတော်ခံစားရတာလည်းမဟုတ်သေးဘူးလူမျိုးမဟုတ်သေးဘူးဣတိရလူမျိုးများကိုလည်းပဲအစအကြတော့လူမျိုးမဟုတ်သေးဘူးဒါပေမဲ့ဘုရားသခင်ကရွေးကောက်လိုက်တယ်အာဗြဟံကိုစတင်ရွေးကောက်တယ်အဲ့ကန်ဘရဣဇက်ယာကုပ်ကန်ဘရဣတိရလူမျိုးများဆိုပြီးတော့မျိုးတွေ12စုဖြစ်လာတယ်အဲ့ဒါကို Israel ဆိုပြီးဣတိရလူမျိုးများလို့ခေါ်တယ်ဒါကြောင့်အဲ့ဒီဣတိရလူမျိုးများဟာသူတို့တော်လို့သူတို့တတ်လို့လည်းမဟုတ်ဘူးသူတို့ဟာလူမျိုးကြီးဖြစ်တာမဟုတ်ဘူးဘာလဲသူတို့ဟာလူဦးရေများလို့တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးလူနည်းစုဟုတ်လားပြီးတော့မှခန္ဓာကိုယ်အဖြစ်ဆိုလည်းပဲကျွန်တော်ထင်တယ်အဲ့တုန်းကဣတိရလူမျိုးများဟာကျွန်တော်ဒီချင်းလူမျိုးတော့ဂျပန်လူမျိုးတော့ပဲရှိနေတယ်အရက်ပို့လိမ့်မယ်ဟုတ်လား
ဒါဆိုရင် giant ဆိုတဲ့သူတို့ခန္ဓာပြည်ကိုတွားရောက်တဲ့အခါတိုက်တဲ့အခါမှာသူတို့ကဘယ်လိုတိုင်းတယ်လဲဆိုရင်ကြိုက်ကောင်နဲ့တူတယ်ကြိုက်ကောင်ဆိုတာဟိုရွေးစိတ်ဟုတ်လားတာလည်းကြိုက်ကောင်ဆိုရကရိကတော်ဆိုတော့ခေါ်တာကချင်းကနားလည်ပြည့်ပေါ့ကြိုက်ကောင်ဆိုတာအဲ့ပြည့်ရဲ့အမျိုးသားပဲအဲ့လောက်ပဲရှိတယ်သူတို့ခန္ဓာကိုကြည့်လိုက်တော့တိတိလေခန္ဓာဒီမှာရှိနေတဲ့ဟိုကရှိနေပြီးတော့ giant လို့ခေါ်တယ်လူဘလူတွေလားရှိနေကြတဲ့အခါကျတော့ဦးတောင်လောက်ရှိတယ်တဲ့တော့ဟာဒီလိုတိုက်နေမနိုင်နိုင်ကိုငါတို့တွားလို့ရှိတော့အကုန်လုံးသူတို့အကုန်လုံးဝမ်းမြေစားပြလိုက်မယ်ဒါကြောင့်ငါတို့ကိုတေဝိပို့တာပဲဆိုပြီးမိုးရှိကိုဘာလို့ကြလဲစိတ်ဆိုးကြတယ်ဒေါသထွက်ကြတယ်ပြောချင်တာဣတိလလူမျိုးများကိုဖျားခင်ရွေးတယ်ဆိုတဲ့ဟာသူတို့လိမ္မာရေးချရှိလို့ဘာလို့လဲသူတို့ခန္ဓာကိုယ်ဖွားကြိုက်လို့လည်းမဟုတ်ဘူးအရင်ချင်းရှိတာလည်းမဟုတ်ဘူးဖယားသခင်ကသူတို့စိတ်တော်သိလားသူတို့ဟာစိတ်နှလုံးဘာဖြစ်လဲခိုင်မာတယ်ဗမာစကားပြောတာတော့လေဒီခိုင်မာတဲ့အမျိုးလားဟုတ်လားဂျပန်တော့ဗာလဲကောင်းပါတဲ့အမျိုးလို့ခေါ်တာခတ်တယ်ဟမ်อาตมา အတမဟာတာခတ်တယ်คนเขาบอกมาเป็นခတ်တယ်แต่ก่อนงานเรามาได้คือวอดงานใช่ไหมก็ไม่รู้ละก็အဲ့လိုရှိတယ်ဘာလို့လဲဆိုတော့ဟာခုလိုလိုပဲကြည့်အောင်ကျွန်တော်ဇယ်လန်စကီဆိုတာသိလားယူကရိန်းကိုသိလားခုစစ်ဖြစ်နေတယ်ဇယ်လန်စကီဟာတားကြည့်လားယူကရိန်းကမ္ဘာလေထရမ်နဲ့တော့ရလို့ရှိမလားလဲဘယ်တော့ပဲရှိဘူးတိတိကျကျဒါပေမဲ့ဘာဖြစ်လဲမမအောင်လားမှားတယ်ယူကရိန်းကလူကိုရေဘလောက်လဲ၄တန်းရှိတယ်ရုရှားကလူရေဘလောက်လဲတန်း400ရှိတယ်နိုင်ရှိလို့ရလားဒါပေမဲ့ခုဘယ်လိုနိုင်နေရလဲယူကရိန်းမဟုတ်လားမာနေတော့ဇယ်လန်စကီက Jewish တဲ့ယူဒလူမျိုး Jewish ဆိုတာယူဒလူမျိုးကိုပြောတယ်ပြောချင်တာသူတို့ကခိုင်မာတယ်ဒါလုံးမဟိဆိုတော့ဘုရားခင်ကဒါလုံးဆိုရင်လုပ်တယ်ဒါမလုပ်ခိုင်းလို့ရှိရင်မလုပ်တော့ဘုရားကိုရပြည့်ဆိုကြတဲ့သူတို့မလုပ်တော့ဘူးအဲ့လိုမျိုးလေအဲ့လိုမျိုးရှိတယ်စိတ်နှလုံးအရေးကြီးတယ်ဒါကြောင့်ဘုရားခင်ဟာသူ့ရဲ့လူမျိုးဖြစ်ဖို့ရာအတွက်ယူကောက်ထားတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လူတွေဂျပန်နိုင်ငံမှာရှိတဲ့လူတွေလူနေဆိုတွေပဲပါဖြစ်နေတယ်ခရစ်တော်ကိုယုံကြည်တယ်ဒါဘုရားခင်ဟာ predestined လုပ်ထားတာလေရှိနေတယ်ကြိုတင်ပြီးတော့စီစဉ်ထားတာလည်းရှိမယ်ဒါပေမဲ့အရင်ကလူမျိုးမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကပါလိုက်ခရစ်တော်ကိုရရှိပြီဆိုရင်ဘုရားလူမျိုးဖြစ်သွားတယ်မာနမီလူမျိုးမဟုတ်တော့ဘုရားလူမျိုးဖြစ်သွားတယ်အဲ့ဒါကြတော့ယေပရောဟိတ်မျိုးဖြစ်သွားပြီမလားရွေးချယ်တော်မူခြင်းခံရတဲ့အမျိုးဖြစ်ရတယ်တဲ့အရင်ကဘာလို့လဲဆိုရင်ဇီးတင်မခံစားရသေးဘူးခုတော့မင်းဇီးတင်ခံစားရတဲ့လူမျိုးဖြစ်ပြီးအရင်ကမတန့်ရှင်းဘူးတဲ့ခုကျတော့ဗာလဲတန့်ရှင်းသွားပြီအဲ့လိုမျိုးပြီးတော့ကချင်တို့ကတော့ရှောင်းခဲ့တဲ့ကြည်ကျူခံလာမနေတဲ့ right ရကြောင်းတော့လည်းကြည်ကျူခံလာမနေတဲ့အရင်ကောင်းချီးမင်္ဂလာခံစားရတဲ့ဘူးတဲ့ယခုကျတော့တဲ့တို့ကောင်းချီးမင်္ဂလာခံစားရပြီတဲ့ဒီပမာစကားလေးတော့နည်းနည်းတော့ပွားတာပေါ့ဒါပေမဲ့ဘုရားထိရောက်တရားကိုပြောလိုက်တာဒါကြောင့်ကောင်းချီးမင်္ဂလာခံစားခြင်းခံစားသိခြင်းတဲ့အတွက်ကြောင့်ဘုရားခင်ဟာကျွန်တော်တို့ကိုရွေးလိုက်တယ်ဒါကြောင့်ကျွန်တော်တာမန်လူမျိုးမဟုတ်တော့ဘူးဆိုရကိုကျွန်တော်နားလည်ဖို့တူတယ်ပြောချင်တာမြန်မာနိုင်ငံသားဂျပန်နိုင်ငံသားအမေရိကန်နိုင်ငံသားမဟုတ်တော့ဘူးအဲ့လိုပဲမဟုတ်တော့ဘူးအဲ့ဒီထက်တာမြင့်တဲ့ဗာလဲကောင်းကင်နိုင်ငံသားဖြစ်ရတဲ့ခွင့်ကိုပြီးပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အမြင့်ဆုံးဖြစ်တယ်ဆိုတော့ကိုယ့်ကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ဒါဝါကြွားဖို့မဟုတ်စိတ်နှလုံးရဲ့ခိုင်မာခြင်းကိုဒါကြောင့်မင်းစစ်စီဘယင်တကာတို့ရဲ့ဘယင်ရဲ့တာတမီဖြစ်ရတဲ့အခွင့်ရရှိပြီးဖြစ်တဲ့အခါကျတော့မင်းစစ်စီရှိတဲ့လူမျိုးအသက်ရှင်တဲ့တို့လားလိမ့်လေဖြစ်ပြခြင်းမပါဘဲနဲ့ဖြောင့်မတ်ခြင်းတရားနဲ့ဥဆောင်နိုင်ဖို့
ရှိတယ်ဆိုတာကိုကျွန်တော်နားလည်ဖို့လိုတယ်။ကဲဟုတ်ပြီတရားဟောရကြအခန်းကြီး9အငယ်6ကိုပြန်ပြီးတော့ဖတ်ရအောင်။အကြောင်းမူကားတေဘုရားသခင်သာရဘုရားအဖို့တန်ရှင်းသောအမျိုးဖြစ်၏မြေကြီးပေါ်မှာရှိသမျှသောလူမျိုးထက်တေ၏ဘုရားသခင်သာရဘုရားပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းကသင်ကိုရွေးချယ်တော်မူ၏ဒါမောရှေကိုဘုရားသခင်ပြောတဲ့စကားမင်းတို့သိပြီးတော့လိမ္မာလို့ချောလုံးလို့မဟုတ်ဘူးတဲ့ဘုရားသခင်ဟာတင်ဤဘုရားသခင်သာရဘုရားအဖို့တန်ရှင်းသောအမျိုးဖြစ်၏ဘုရားသခင်၏မျက်မှောက်တော်ကနေပြီးကြည့်လိုက်တဲ့အခါမှာရှုထောင့်ကနေကြည့်လို့ရှိရင်သူရွေးချယ်လိုက်တဲ့အမျိုးဟာတန်ရှင်းတဲ့အမျိုးဖြစ်၏မြေကြီးပေါ်မှာလူမျိုးမြောက်များစွာရှိပေမဲ့လည်းအဲ့ဒီထဲကနေပြီးတော့ဘုရားသခင်ဟာဒီလူမျိုးဟာငါပိုင်ထိုက်တော်လူမျိုးဆိုပြီးတော့ငါလူမျိုးဆိုတော့သူရွေးလိုက်တာလူအမြင်နဲ့ကြတော့ဟောကျွန်တော်အပြင်လောကထဲမှာမင်းသမီးမင်းသားကိုရီးယားမင်းသားတွေကိုကြိုက်တော့လို့ဒုက္ခရောက်ကြတာမျိုးသမီးတွေဟုတ်လားမြင်ဖို့လေပြီးတော့အဲ့ဒါကိုရီးယားမင်းသားနဲ့လက်ဆွဲနှုတ်ဆက်နိုင်ဖို့ရအတွက်သက်ဆန်သိန်းနဲ့တားနဲ့ချီပြီးတော့ကုန်ပြီးတော့တွားကြည့်တယ်ပြီးတော့မှလူတော်မှမလားတိုးကြတယ်နောက်ဆုံးကြတော့အချင်းချင်းနင်းပြီးတော့မှအကုန်လုံးပြူကြပြီးတော့တေးကြီးတွားတဲ့လူတွေအများကြီးရှိတယ်ဒါလူအမြင်နဲ့ကြတော့ဟာမင်းသမီးမင်းသားတွေကောင်းတယ်ဒါအဲ့လိုမြင်တယ်ဒါပေမဲ့ဖယားရဲ့အမြင်အဲ့လိုမမြင်ဘူးမင်းသမီးဖြစ်စေမင်းသားဖြစ်စေဘာမှမဟုတ်ပဲနဲ့ဟိုကျွဲကြောင်သားကိုကြောင်သားပဲဖြစ်စေအကုန်လုံးကပါလဲအကောင်းဆုံးဟာသူ့ကိုယုံကြည်တဲ့လူယေရှုခရစ်တော်ကိုယုံကြည်ကိုးစားတဲ့လူကိုဒါဖယားရဲ့မျက်မှောက်ပေါ်နဲ့ဒါဟာငါ့လူငါအမျိုးဟုတ်လားငါဒီတင်တို့ရဲ့ဖယားတင်တို့တွေငါရဲ့လူမျိုးဒါဖယားရဲ့လူမျိုးဆိုတော့သူ့ကိုယ်တိုင်တတ်မှတ်ပြရဒါကြောင့်အဲ့လိုတတ်မှတ်ခြင်းခံရဖို့ရအရေးကြီးတယ်ဥပမာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ခါတလေတွေ့ဖို့လေမင်းတို့ဇလန်းတွေပါလို့ကြည့်တဲ့အခါကျတော့လည်းဘာမှမဟုတ်တရားကိုအတုလေငါဒီရောက်ဖြစ်ပါတယ်ဘယင်သားဖြစ်ပါတယ်ဆိုတော့မဟုတ်ဘဲနဲ့နောက်ဆုံးကြတော့ပြဆိုတော့ဗါလဲဇာတိပေါ်သွားတဲ့အခါအရှက်ကွဲနဲ့ဗါလဲအရှက်ကွဲရတဲ့အမျိုးဟုတ်လားတွေ့တတ်တယ်ဘုရားသခင်ဟာအဲ့လိုပဲဒါကြောင့်သူပေါ်ပြတဲ့စကားဟာတိကျတယ်မှန်ကန်တယ်ဒါကြောင့်ဘုရားခင်ရွေးကောက်တယ်ဆိုရင်ဟာတန်ရှင်းမြင့်မြတ်ဖို့ရာအတွက်ရွေးကောက်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့လိုတယ်ယောဟန်အခန်းကြီး15:16ထဲမှာသူပြန်ဖတ်ကြအောင်သင်တို့ဒီငါ့ကိုရွေးကောက်ကြသည်မဟုတ်ငါဒီသင်တို့ကိုရွေးကောက်တဲ့ဖြစ်သင်တို့ဒီသွား၍ဒီတော့ဒီကိုသိအကြောင်းငါဤငါနာမကိုမြည်ပြုတ်၍ခမဲတော်မှာတောက်တရားတို့ကိုရမည်အကြောင်းသင်တို့ကိုငါခံတာ၏ဘာဖြစ်လို့ဘုရားသခင်ရွေးလိုက်လဲတန်ရှင်းတဲ့လူမျိုးဖြစ်ဖို့ရရွေးလိုက်တယ်တန်ရှင်းတဲ့လူမျိုးဖြစ်ပြီဆိုတဲ့အခါကျတော့ဘုရားသခင်ရွေးကောက်တာကျွန်တော်ကတကားလေးကျွန်တော်ခန့်ဖြစ်တယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်အကောင်းဆုံးပါလာဆိုတော့ရွေးလိုက်တယ်ဆိုတော့ထင်တတ်တယ်မဟုတ်ဘူးတဲ့ဆရာတော်ခေါ်နေလည်းပဲမလားသူ့ကြောင့်သားတော့ကျွန်းကြောင့်သားလုံးနေလေကွာထင်မှာမလားဘုရားခင်ပြီးလိုက်တယ်အဲ့ဒါခါမှာတော်လို့လည်းမဟုတ်ဘူးတတ်လို့လည်းမဟုတ်ဘူးဘုရားခင်ပြီးလိုက်တဲ့ခါကျတော့ရွေးကောက်လိုက်တယ်ပြီးတော့ဘာလို့လဲဆိုငါတို့ရွေးအဲ့ဒါကိုဘုရားခင်ကိုယ်တိုင်ရွေးတဲ့အောင်ကိုမသိဘဲနဲ့အစကြတော့ဟာငါဒီဘုရားပို့တော်ထင်မှာဆောင်ရွက်တာအကောင်းဆုံးလို့ကျွန်တော်ရွေးလိုက်တယ်ဆိုတော့ထင်တတ်တယ်မဟုတ်ဘူးကျမ်းစာတွေကိုဖတ်ကြည့်တဲ့အခါမဟုတ်ဘူးတေးသေးချာချာဘုရားခင်သူကိုယ်ရွေးတာကျွန်တော်လူမင်းစေရအောင်ပြီးမိစနာကောလိပ်တက်ပြီးတော့ကျမ်းစာကြောင်းတွားခါနေမှာကျွန်တော်ဦးလေးတို့ကိုခုတော့လည်းချိတ်ရဲ့ဦးလေးတွေသူတို့ကတော့ရှိခွေမှာရှိခွေမြို့နယ်မှာမြို့နယ်ကောင်စီလူကြီးတွေဖြစ်နေတယ်ပါတီလူကြီးတွေဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့တူလေးဆိုတော့ကျွန်တော်ခေါ်ပြီးတော့လမ်းစဉ်လူမြင်ပြည့်လို့ဖို့ရအတွက်ခေါ်တယ်
ကျွန်တော်ဆုတောင်းပြီးစဉ်းစားကြည့်တော့ဗာပေါ်ပြတယ်ငါမလိမ့်နိုင်ဘူးလို့မို့တာမပြောနိုင်ဘူးဘာလို့လဲသူတို့ဒီအစွဲလုပ်ငန်းပါလေမို့တာပြောတဲ့လုပ်ငန်းဖြစ်တယ်အဲ့ဒါကြောင့်မလို့ငါဒါမလုပ်နိုင်ဘူးလို့အဲ့ဒါကျွန်တော်ရင်းပြလိုက်တယ်တော့ကျွန်တော်ဦးရောတော့ကျွန်တော်သူတို့စိတ်မကောင်းဘူးဒါပေမဲ့နောက်ဆုံးကျတော့ကျွန်တော်ကျန်းစာကြောင်းရောက်ပြီးတော့ကျွန်တော်မှတ်မှုလို့ဆောင်းပြီးတော့ကျန်းစာကြောင်းတစ်စစ်စီပြီးတော့တက်သွားတဲ့အခါကျဟာငါတူတော့ခွန်ရေးလာမှမှန်နေတယ်နော်နောက်ဆုံးကျတော့သူတို့ confess လုပ်တယ်အဲ့ဒါဆိုကျွန်တော်ယူတာမဟုတ်ဘူးဖျားတခင်သူကိုယ်တိုင်ရေးပြီးတော့ကျွန်တော်ဒီအမှုတော်ဒီမှာပါဝင်ခွင့်ရှိတယ်ဆိုရရှိတယ်ဆိုတော့ကျွန်တော်လူနာလေရတယ်လူတိုင်းလည်းပဲဒီတိုင်းရှိမှာလေဒါဆိုဘုရားခင်ယူခရိယံမဟုတ်တဲ့နတ်စာဘဝကနေပြီးတော့ခရိယံဖြစ်လာတယ်ဆိုတာအလကားဖြစ်တာမဟုတ်ဘူးအမှန်တကယ်ဘုရားရဲ့ရွေချက်နဲ့ဖြစ်လာတယ်ဆိုတော့ကျွန်တော်နားလေရတယ်ဘုရားခင်ယူကောက်တဲ့အတွက်ကြောင့်တန်ရှင်းစေဖို့မြင့်မြတ်တဲ့အမျိုးဖြစ်စေဖို့မလားမင်းစည်းစိမ်ခံစားစေဖို့ရအတွက်ဘုရားခင်ကိုယ်တိုင်ယူကောက်ထားတဲ့အတွက်ကြောင့်ကျွန်တော်ကိုရွေးချယ်ထားတဲ့ရွေးကောက်ထားတဲ့သူဟာဘယင်တကာတွေ့ပါလေဘယင်ဖြစ်တယ်အဲကြောင့်ဘယင်တကာတွေ့ဘယင်သားတော်သမီးတော်တွေဖြစ်တဲ့အတွက်ကြောင့်မလို့သားတော်သမီးတော်တွေဘယင်သားတော်သမီးတော်တွေကျင့်တဲ့အတိုင်းကျွန်တော်တွေပါလေကျင့်ရမယ်အသက်ရှင်ရမယ်ဆိုတော့ဒီလိုနားနေရတယ်မဟုတ်လို့ရှိရင်တော့မဟုတ်ကဲ့ဟုတ်ကမလားရှောက်လို့ပို့ရမဟုတ်ဘူးဆိုတာကိုနားလေဖို့ကျွန်တော်တို့အဲ့လိုခွန်အားယူဖို့လိုပါတယ်လို့ဒါကြောင့်ဒီအရာကိုကျွန်တော်မိမိခွန်အားနဲ့လုပ်လို့မရတဲ့အတွက်ကြောင့်ဘာကိုနားနေရလဲဆိုတာကျတော့ကျွန်တော်ဟာတဝတ်တယောက်ရဲ့အကူအညီတော့လုပ်တယ်ဒါဆိုရင်အဲ့ဒီဘယ်လိုကိုအားကိုးရမလဲဆိုတော့ဘုရားကိုအားကိုးရမယ်ဒီချိန်မှာဘုရားသခင်ရွေးကောက်တဲ့အခါမှာကြည့်အောင်ကိုရေးထားတာရှိသေးလားတမန်တော်အခန်းကြီး7ငယ်လေးရှိကိုဖတ်ကြအောင်ထို့သောမရှိတော့လေသင်တို့ပေါ်တို့တန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့သည်တဘိုးကိုခံရ၍ယေရုရှလင်မြို့မှစတော့ယူဒပြည်ရှမာရိပြည်မြင့်ကြီးစွန်းတိုင်အောင်ငါ၏ဉာဏ်ဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏။ဘာကြောင့်ဘုရားကြည်ပြုရတယ်ဆိုဒီမှာဟောပြတယ်။ဘုသူအားဖြင့်ရှက်တယ်ဆိုတာကျတော့ဝိညာဉ်တော်တခင်ယေရှုသူလောကထဲမှာငါဒီကိစ္စပိုင်ရှင်ဖြစ်ပြီးပြောပြီးပြီအဲ့ဒါသေတဲ့လူကိုရှင်ပြန်ထမြောက်စေတယ်မမှန်ကြမ်းဖြစ်တဲ့လူကိုကျမ်းမာစေတယ်ကိစ္စချင်းမှုပြုတယ်ငါကိုယ်တိုင်ဟာဗာလဲကိစ္စပိုင်ရှင်ဖြစ်ပါလေဆိုတော့ပြောပြီးတော့လောကတိုင်ပေါ်မှာအမှန်တကယ်သူကိုယ်တိုင်အသက်စတိပြီးတော့ဗာလဲအသိခံပြီးတော့အသွေးနဲ့ဝေလိုက်တယ်ဟုတ်လားအသက်နဲ့ကျွန်တော်ကိုဝေလိုက်ပြီးဖြစ်တဲ့အတွက်ကိစ္စချင်းအမှုသူပြုတ်ပြီးတဲ့အချိန်မှာကောင်းကင်နိုင်ငံတိမ်မင်းမန်တော်အောင်ပြီးတော့ကောင်းကင်ရှင်ပြန်ထမြောက်ပြီးကောင်းကင်နိုင်ငံတက်ကြွတဲ့အချိန်မှာသူမိမ့်မာခဲ့တယ်လေဘယ်လိုပြောလဲဆိုရင်မေတို့ဒီနေ့တိုင်အောင်ငါနဲ့နှစ်ပေါင်းဘယ်လောက်လဲ3နှစ်3မိုးအတူတူကသူ့တပည့်တို့သူ့ကိုပြောတာအတူတူကသွားနေကြပြီငါမင်းတို့ကိုပြောဟောပြောတဲ့အရာခင်ဗျားတို့နားထဲမှာမလားနေ့တိုင်းကြားနေရတယ်ဒါပေမဲ့ခင်ဗျားတို့နားမလည်ကြဘူးပဲကြည့်တာဘာလို့လဲကိုနှုတ်ကပတ်တော်လည်းပဲကိုဒီမှာကျွန်တော်တို့နှုတ်ကပတ်တော်နဲ့နာနေကြတဲ့ပုဂ္ဂိုလ်တွေလည်းနှုတ်ကပတ်တော်ကြားနေပြီတခင်ယေရှု30ဗလဲနှစ်3နှစ်တာကမလားတော့အံ့ဩဖွယ်နိမိတ်လက္ခဏာတွေပြပြီးတော့သူပြတာခဲ့တယ်တရားဟောခဲ့တယ်အရာကိုအကုန်လုံးနားမလည်ဘူးလေဘာကြောင့်နားမလည်လဲအတူတူကသွားနေပြီပဲနားမလည်ကြဘူး။ဘာကြောင့်လဲဆိုရင်သူတို့ရှိမှဝိညာဉ်တော်ကမရောက်သေးဘူး။အဲဒါကြောင့်မလို့သခင်ယေရှုခရစ်တော်ထွက်သွားမဲ့အချိန်မှာလားကောင်းကင်ဘုံတက်သွားချိန်ကဒီမှာသူပါခေါ်ပြတယ်ဆိုရင်တင်တို့ငါကောင်းကင်ဘုံကိုတက်သွားပြီးတော့တန်ရှင်တော်ဝိညာဉ်တော်တင်တို့ပေါ်လို့စင်တက်စေမယ်။စင်လို့မယ်။အဲဒီကကြတော့အဲ့ဒီဝိညာဉ်တော်ရောက်ရှိလာတဲ့အခါမှာတင်တို့ဒီအထက်ကဝိညာဉ်ကိုခံရပြီးတော့ယေရုရှလင်မှာစပြီးတော့ဘာလို့ရမလဲလုပ်ရမယ့်လုပ်ငန်းကိုဖော်ပြတယ်ယေရုရှလင်မြို့ကနေပြီးတော့မှယူဒပြည်နဲ့ပြီးတော့မှရှမာရိပြည်ပြီးတော့မှမြေကြီးစွန်းတိုင်အောင်ငါရဲ့တက်တဲ့ညာဖြစ်ကြမယ်ဆိုတော့ဖော်ပြတယ်အဲတော့သူဟာရွေးကောက်တယ်ဆိုတဲ့အတိတ်ပဲတန်ရှင်းသောလူမျိုးတို့ဖြစ်စေဖို့ရအတွက်ရွေးကောက်တယ်ဒါပေမဲ့ခမောင်းတယောက်ပဲမလားလူမျိုးတစ်မျိုးပဲခင်ဗျားတို့
但是面面都没压过，米西说带熬多了是这样过，好变的。但因为the missiology 啊，考我也是先central 副高都考了，爱的下过，不如考了嘞，就他叫7.1来的看嘛，啊，现在在过，这是不是差别了？爱的干比如啥比如哪，Y 的他叫啊，这你说干的吧嘞？季节路季节在过路 Y 多的他 Q 工怎么了 ？Y 多的也过。按照个central 副高路考的，比如外个你比如 Y， 比如这个3级班过来，这个边比如表达两卡 central 班的路考的 ，central 班的你那么多不？这个的哪对就说那过对的批比如路批到的你么不？啥这里那个啥比如的路干路那变多不路难过。都弄给他批判，但他妈现在他妈记得破表的，第二章路苗这个如果一点来路苗苗五百，俺路苗，但是呢路苗说不批判呢，简单的不，但都得多用嘛呢，耶路撒冷苗干的比如犹大比、希马利比，米西说那哦，俺也特别伢批不呀，特别伢我跑不呀，批的是不是？哎呀，这个参加表的，第表来的是啥比哈？北极多美说个叫，但是耶稣看到的那叫了哪里？没有对那些都没，讲你们在多美，比如嘛，没有是变啦没，把弄的，变啦比如没有我变比如好对没 ，Second Coming of Jesus， 但是耶稣看到变嘞做啦没，所以讲这里才好变，做啦的看嘛，不如别人来说个叫了，嘿，这耶稣。对的嘿，是不？耶路撒冷不嘛对的，或对的是，这可以说很多ပုံစံလိုမလား？မျိုးမျိုးတည်င်းထဲမှာပေါ်ပြတယ်။မအောင်ဘောနဲ့ခင်ဗျားတို့ယုံကြလား။ယုံတဲ့လူရှိမှာ။ဒါပေမဲ့မယုံနေတဲ့ခရစ်တော်မပြောလားမယုံနဲ့။အမှန်တကယ်ခရစ်တော်ကြွလာမယ်ဆိုတဲ့ခါကျတော့တလောကလုံးပြီ။တချို့ကျတော့ဘယ်မှာသိမလဲဆိုရင်မနေ့ချိန်မှာဖြစ်တယ်တနေရာမှာကြတော့ဗာလဲတချို့ကြတော့နေ့လေဒီမှာတချို့ကြတော့ညဖြစ်မယ်ဆိုတဲ့အတိတ်တွေခရစ်တော်ကြွဆင်းလာတာကိုမမြင်သိရဘဲနဲ့တယောက်မှမရှိအောင်ဒါကြောင့်သူမရောက်ဒီမှာပြောချင်တာဒီနေ့ဟာဘယ်လိုတွေ့မလဲဆိုဒီမှာကျွန်တော်နေ့လေဖြစ်မလားဂျပန်မှာအမေရိကမှာဗာဖြစ်နေတယ်ညဖြစ်ဟုတ်လားစတဲ့ဖြစ်ပေါ်တယ်အဲ့လိုမျိုးအချိန်လေးမှာပဲအကုန်လုံးမြင်ကုန်မြင်ရတယ်အလေးကိုမြင်တဲ့ကဲလို့မြင်နေတယ်ဒါဟာဘလောက်တိကျတယ်လဲဆိုတာကြတော့ဘုရားသခင်ဟာဘာပြောလဲဆိုကောင်းကင်နဲ့မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မယ်ပါတယ်လေပြန်ပြောအောင်ကောင်းကင်နဲ့မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မယ်တခင်ရဲ့ချုပ်ကတော့ဟာမင်းတို့စီကပြန်လာမယ် second coming လာမယ်rapture ရှိမယ်ဆိုရအောင်သူပြောထားပြီးသားကိုတချို့မယုံဘူးလေဒါဆိုရင်ခင်ဗျားတို့ကျွန်တော်တို့ယုံကြည်ဖြစ်စေမယုံကြည်ဖြစ်စေဘုရားသခင်ရဲ့စကားဟာပြောင်းလဲမလားမပြောင်းလဲဘူးကောင်းကင်မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မယ်ဆိုတော့ပေါ်ပြတဲ့ဘုရားကိုကျွန်တော်ယုံတာဖြစ်တယ်ဒါကြောင့်ဘုရားရဲ့စကားဟာဟာဝရ the truth ဖြစ်တယ်ဒါကြောင့်သူပြောင်းလဲခြင်းမရှိဘူးပြောင်းလဲခြင်းမရှိဘူးဆိုရကိုဘယ်မှာတွေ့တယ်လဲဆိုတာကြတော့မာလခိအခန်းကြီး3အငယ်6ထဲမှာရေးထားတယ်မလားအိမ်တော့မှရေးထားတယ်အောက်မှာကြက်ချက်ပါတယ်ဟုတ်တယ်မလားအိမ်ရောက်မှအဲ့ဒီပြန်ပြောဖတ်ကြည့်လိုက်ငါဒီသာဝရဘုရားဖြစ်၏ပြောင်းလဲခြင်းမရှိတယ်ဟာတိတ်တိကျဘာမှစဉ်းစားကြလားအဲ့ဒါကောင်းတယ် short to the point ငါဒီသာဝရဘုရားဖြစ်၏ပြောင်းလဲခြင်းမရှိပုံမှန်ပေါ့နော်အဲ့လိုလုပ်ထားတယ်ကဲသိကြပြောင်းလဲလားမပြောင်းလဲဘူးအဲ့ဒီအသေးလေးကြီးကောင်းကင်ရဲ့မြေကြီးမတည်လို့လေငါစကားတည်ပြီဒါကြောင့်ဘုရားစကားဟာမတည်ပေတဲ့မြေသာဝရဘုရားသခင်ဟာမပြောင်းလဲဘူးဟာဘုရားသခင်ဟာတိတ်ပြီးတော့ကြီးကြပ်လုံးတာပဲ
ဘာလဲဖျားခင်ကတကူကောင်းဆန္ဒပဲဆိုပြီးတော့လူတွေကအကြံပေးရင်လည်းပဲဖျားခင်ကပြောင်းလဲမလားဖျားခင်ပြောတယ်လေငါမတပါဖျားမရှိတခြားဖျားမရှိငါတပါတည်းပါလားဖျားဖြစ်တယ်ဟာသူတကူတော့ကောင်းဆန္ဒဆန္ဒဒါပေမဲ့အဲ့ဒါကိုဟာဘုရားခင်ဟာမင်းတကူကောင်းသိဆန္ဒပဲမလုပ်ပါနဲ့အောင်ဆိုပြီးတော့အကြံပေးရင်လူတွေအကြံပေးရင်ဘုရားခင်လက်ခံမလားလက်ခံမလားခံဖို့မပြောင်းလဲဘူးလေကွာဒါကြောင့်မလို့ဘုရားသခင်ကျွန်တော်ယုံကြည်ကိုးကွယ်တဲ့ဘုရားသခင်ဟာကျွန်တော်တို့ရဲ့လူသားတွေရဲ့အကြံပေးအကြံဉာဏ်ကိုလူကျင်တဲ့သူမဟုတ်ဘူးသူကဒါဆိုတာပဲဒါကြောင့်ငါဖက်နဲ့မနေလို့သူဒီငါရည်ရတဲ့ဒါသိသိချာချာပဲဒါကြောင့်တန့်ရှင်းတဲ့မြင့်မြတ်တဲ့သူဖြစ်ဖို့ရအတွက်ဘာလို့ရမလဲဆိုလို့ရှိရင်ဘုရားစကားကိုနှလုံးသွင်းထားရမယ်ပြီးတော့မှဘုရားရဲ့စကားဟာသာဝရမှန်တယ်တမန်ကျမ်းစာဒီ infallible words of God ဖြစ်တယ်မမှားပြီးတဲ့ဖြောက်ကပတ်တော်ဖြစ်တယ်ပြောင်းလဲခြင်းမရှိတဲ့ဘုရားကြီးကဖြစ်တယ်ဒါကြောင့်ဘုရားခင်ကိုကျွန်တော်ဝေဖန်ဖို့ရမဟုတ်ဘူးနာခံလိုက်လျှောက်ဖို့ဖြစ်တယ်ဆိုပြီးတော့နာခံလိုက်လျှောက်တဲ့အခါမှာဒီတမန်ကျမ်းစာဟာတမန်ကျမ်းစာဖြောက်ကပတ်တော်ယေရှုပြီးတော့ပေါ်ပြတယ်အဲ့ဒါနဲ့စေးကြောတယ်နှုတ်ကပတ်တော်ကိုများများဖတ်ပြီးတော့အော်ဘုရားခင်လူကျင်တာဒါပဲလားမလူကျင်တာဒါပဲလားဆိုပြီးတော့နားလေပေါ်ပေါက်ပြီးတော့တတိဖြစ်နေမလားအဲ့ဒီမတန့်ရှင်းတဲ့အရာကိုလည်းပဲနှုတ်ကပတ်တော်နဲ့ဝိညာဉ်တော်အားဖြင့်မလားတန့်ရှင်းလိုက်တဲ့အခါမှာတန့်ရှင်းမြင့်မြတ်တဲ့အမျိုးဘုရားခင်ဖြစ်စေတယ်ဆိုပြီးတော့ကျွန်တော်တို့ခွန်အားပေးခြင်းနဲ့ဒါကြောင့်မလို့ဘုရားခင်ဟာကျွန်တော်တို့ကိုရွေးကောက်တယ်ဆိုတာညစ်ပတ်တဲ့လူမျိုးဖြစ်ဖို့မဟုတ်ဘူးတန့်ရှင်းတဲ့လူမျိုးဖြစ်ဖို့ရအတွက်ဘုရားခင်ကိုရွေးကောက်တယ်ဒါကြောင့်You must be holy because I'm holy. Holy ဖြစ်ဖို့ရအတွက်အခင်ယေရှုဒီမှာကိုရိန္သုဩဝါဒစာမှာဗာပြန်ပြောတယ်ဆိုလို့ရှိရင်တင်တို့ဒီခဏကျွန်တော်အပြန်လာဖတ်တဲ့ထုံးမှာမပါဘူး။ကြားရမလား။ဖတ်ပြီးဗာပြောလဲ။ကျွန်တော်အကုန်လုံးဖတ်ကြတယ်။ကြားဖို့ပါ။တင်တို့ရဲ့ခန္ဓာကိုယ်လေးဝိညာဉ်တော်ရဲ့ပြိမှန်တော်ဖြစ်တယ်လို့မပြောလား။မပြောလားပြောတယ်ဝိညာဉ်တော်ဗိမာန်ဖြစ်တယ်ဆိုကြတော့ဝိညာဉ်တော်ကြည်ဝတ်တဲ့နေရာဒါဆိုဝိညာဉ်တော်ကြည်ဝတ်တဲ့နေရာမှာတန့်ရှင်းတဲ့ holy place ဖြစ်တယ်အဲ့ဒါကိုမတန့်ရှင်းတဲ့ညဉ့်ညမ်းတဲ့အစာအတော့တယ်မလားတရက်တောက်ကျူပြီးတော့အဲ့ဒါနဲ့ဖြည့်လိုက်တဲ့ခါကျတော့ဝိညာဉ်တော်ဝေးမလားကြည်ဝတ်မလားကြည်ဝတ်တော့ဒါသိရမယ်ဒါကိုတချို့ကအမှားမှားအယွင်းယွင်းနဲ့ဟာအရက်ဟာပါလေ spirit ဒီဒါကြောင့် spirit ဖြည့်လိုက်တာဟုတ်လား no it means to spirit လို့ခေါ်ကြမလားအဲ့ spirit ဖြည့်တာပဲဝိညာဉ်တော်တော့မှပူပြောလေမလားလို့ဒါမျိုးအတွေ့ခေါ်အမှားမှားအယွင်းယွင်းနဲ့ပါလေစာတန်ရဲ့တွေးဆောင်မှု deception လို့ခေါ်တာမလုပ်ရဒါကြောင့်ဘုရားသခင်ဟာတင်တို့ရဲ့ဝိညာဉ်တော်ဒီပါလေခဏအပြန်အလှန်ဖတ်တဲ့မှာဘုရားသခင်ရဲ့ဝိညာဉ်တော်ကျင့်ဝတ်တဲ့နေရာဖြစ်တဲ့တော့အဲ့ဒီခန္ဓာကိုယ်ကိုမဖြစ်စီပါနဲ့ဘာနဲ့အဲ့ဒါကိုဖြစ်စီတဲ့သူကိုအဲ့ဒီဘုရားသခင်ပြိမှန်တော်ကိုဖြစ်စီတဲ့သူကိုဘုရားသခင်ဒီမဖြစ်စီဘဲနဲ့မနေလို့ပြောထားနော်ဒါကြောင့်ကျွန်တော်တို့နားလည်ဖို့ရဟာဘုရားသခင်ဟာကျွန်တော်တို့ကို holy ဖြစ်စေခြင်းနဲ့ရွေးကောက်ထားတယ် you must be holy because I'm holy broခေါ်ပြတဲ့အတွက်ကြောင့်ငါတန့်ရှင်းတဲ့တော့တင်တို့ဒီတန့်ရှင်းကြလို့ဆိုတော့ခေါ်ပြတဲ့အတွက်ကြောင့်ယနေ့ကျွန်တော်ဒီဘုရားရဲ့လိုတော်တိုင်းတန့်ရှင်းအောင်နေဖို့လိုတယ်စာရမဏေရဲ့တွေးဆောင်ရာတို့ဒီတရေတောင်းဆူတဲ့အရာဟာစာတန်ရဲ့လုပ်ငန်းဖြစ်တယ်ညဉ့်ညမ်းတဲ့အရာဖြစ်တယ်ဘုရားပြည့်တဲ့အရာမဟုတ်ဘူးဒါကြောင့်ဒါကိုရှောင်ကြရမယ်ကျွန်တော်တို့ချင်းလူမျိုးများစကန်နိုင်ငံကိုရောက်ရှိလာတဲ့အခါမှာယုံခဲ့တဲ့နှစ်ပေါင်း30ကျော်မှာနော်ဘယ်လိုဖြစ်လဲဆိုတဲ့အခါကျတော့တရေမင်္ဂလာဆောင်ပွဲမှာကျွန်တော်ဒီခုဒီနေ့တရေဝင်ပြောတာနော်တရေတောက်ပြီးတော့မင်္ဂလာဆောင်ပွဲမှာအရက်ပါတီဟုတ်လားအရက်တောက်ပါတီပုံစံလုပ်နေကြတယ်ကျွန်တော်စုရောက်ရှိလာတဲ့အခါမှာအရက်တွေအကုန်လုံးပြင်ဆင်တာပြီးတော့ဆရာအစားတောက်အကုန်လုံးစီပြီးစုတောင်းပေးပါဆိုကျွန်တော်以前的话是用一套的本位把掉了，那龙的嘛，实在卡了啦，
จิตသိထားတာနည်းနည်းကြောက်သွားတာပေါ့အဲ့ဒီကြောက်တာထက်ကိုပြောတာပါလားနှလုံးတော်မှာဆက်ဆက်ခါတာဟာဘယ်လိုဒါကြောင့်ဘုရားကြီးကျွန်တော်ဒီမင်္ဂလာဆောင်ပွဲအစားအသောက်မှာဆုတောင်းအစီအစဉ်နဲ့ကျွန်တော်ကိုတောင်းမပေးရစေနဲ့ဆိုတော့ဆုတောင်းရတာအဲ့လောက်ခံစားအဲ့ဒီပါဖြစ်ပါလေအနည်းဆုံးလူ20-30ထက်မကဂျပန်နိုင်ငံရောက်တဲ့လူ20-30တဲ့တယောက်ရောက်လာဖို့မလွယ်ဘူးလေအရက်နဲ့သိဆုံးသွားတယ်လူအများကြီးပဲဒါကြောင့်ကျွန်တော်ကျမ်းစာတွေတင်ပြီးတော့ဆုတောင်းတဲ့အခါမှာအဲ့ဒီအရက်တောက်တဲ့ပါလဲကံပိုင်ဆိုရဖို့ကံပိုင်လုပ်တယ်ပါလဲအရက်နဲ့လုပ်တာလေအဲ့ဒါကိုခု juice နဲ့တောက်ပြီးတော့အဲ့လိုလုပ်သွားတာဖယားကြီးပြုတ်တဲ့အရာဖြစ်တယ်ဒါကြောင့်လူကောင်းပဲအများကြီးအရက်တောက်တဲ့လူတွေဟာဘေးစားတဲ့လူအရက်တောက်တဲ့လူတွေကလိမ်မာတဲ့လူတွေဖြစ်တယ်။ကောင်းမမာဘူး။သိချတယ်နော်။စဉ်းစားအောင်ကောင်းမာတယ်ဆိုတာကောင်းတယ်။ဒါပေမဲ့မာနဘက်ကိုမမာရဘူး။ဖျားဘက်မှာကောင်းမာမှာလေဘေးခိုင်မာတဲ့လူဖြစ်ရတယ်။ဒါသိချ။ကျွန်တော်တကယ်ချင်းအများကြီးမြန်မာနိုင်ငံမှာကျောင်းနေခဲ့တဲ့လူတွေအတူတူကျောင်းတက်တဲ့ကျောင်းသားတကယ်ချင်းတွေအများကြီးရှိတယ်။ကျွန်တော်ကျန်တဲ့ကျောင်းကြီးတော့မြန်ကိုရီးယားနဲ့ပြန်သွားတဲ့အခါမှာတွားရှာကြည့်တော့တယောက်နှစ်ယောက်တော့မတွေ့တော့ပါလဲသူတို့ကတိတ်လိမ်မာတယ်လေရက်တော့တောင်းရအောင်လဲဟုတ်ကဲ့ဟာဘေးသွားရှောင်းလဲဟုတ်ကဲ့မင်းကြီးရေဘူးမင်းကြီးဆိုင်ရေဘူး yes အာနာတော့ဆိုတော့လိုက်တော့အကုန်လုံးရှိတော့ရှားလို့မတွေ့တော့ဘယ်ရောက်နေကြတော့မတွေ့တော့လောကမှာမရှိတော့လောကမှာမရှိလို့ရအောင်ဘာလို့ခေါ်လဲဒီအလုပ်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော် TBC တင်တော့ဟာကခင်ယေရှုခရစ်တော်တည်ဖို့တော့ခန္ဓာကိုယ်ထဲ၌တည်ဆောက်ထားတဲ့တင်တော့ဖြစ်တယ်တင်တော့ဒီဘာလဲတင်တော့ကိုဘယ်လိုရွေးကောက်လဲငါဒီတင်တော့ကိုရွေးကောက်ရတယ်တင်တော့ဒီငါ့ကိုရွေးကောက်တယ်ဟုတ်ငါဒီတင်တော့ကိုရွေးကောက်တယ်ဘာဖြစ်ဖို့လဲဟိုလေးဖြစ်ဖို့တန်ရှင်းဖို့ရအတွက်ဖြစ်ပါတယ်ငါဒီတန်ရှင်းတဲ့ကိစ္စတင်တော့ဒီတန်ရှင်းကြတော့ you must be holy because I'm holy may the Lord bless those who listen the living of God and put in practice ဖျားကောင်းချီးပေးပါစေ